ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောမဲ့အကြောင်းအရာကထိုင်းရောက်မြန်မာလူသားတွေကိစ္စနဲ့စပါမယ်ထိုင်းရောက်မြန်မာလူသားတွေကိစ္စဆိုတာမနေ့ကလည်းအဆက်လို့ပြောလို့ရပါတယ်မင်္ဂလာပါမြန်မာ Top 10 Channel ကနေကြိုဆိုပါရစေမြန်မာ Top 10 Channel အနေဖြင့်နေ့စဉ်သတင်းထိုးသတင်းကောင်းများပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးတဲ့ Channel ဖြစ်ပါတယ်ကျေးဇူးပြု၍အားပေးကြပါအောင်လို့ကျေးဇူးတင်ပါဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောမဲ့အကြောင်းအရာကထိုင်းရောက်မြန်မာလူသားတွေကိစ္စနဲ့စပါမယ်ထိုင်းရောက်မြန်မာလူသားတွေကိစ္စဆိုတာမနေ့ကလည်းအဆက်လို့ပြောလို့ရပါတယ်ထိုင်းမှာရောက်နေတဲ့မြန်မာလူသားတွေအခုနောက်ဆုံးအခြေအနေကတော့သူတို့လောက်ခလာတာလေးညှိနှိုင်းလို့အဆင်ပြေသွားပြီလို့သိရပါတယ်အားလုံးသိရတယ်မနေ့ကတော့ရုတ်တရက်ကြီးအလုပ်ထုတ်ခံရတဲ့မြန်မာလူသမား1450တမနစ်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီလူသမား1450တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကနေပြီးတော့ဒီသူတို့ကတော့ထိုင်းမှာရှိတဲ့မြန်မာလူသမားအဖွဲ့အစည်းတွေကအကူအညီတောင်းကြတယ်လို့ရှိကြပါတယ်ဒါပေမဲ့ထိုင်းရပြည်မြန်မာလူသမားအဖွဲ့အစည်းတွေစာရင်ထိုင်းမှာရှိတဲ့မြန်မာလူသမားတန်ရာရှိအစိုးရတန်ရာရှိတွေတွားပြီးတော့အကူအညီတောင်းပေးလိုက်တဲ့အခါမှာဘာပဲပြောကိုတွားပြီးတိုင်းညှိနှိုင်းလိုက်တဲ့အခါမှာတွားပြီးတော့ညှိနှိုင်းတဲ့အခါမှာကိုပြည်လည်မှုတွေရရှိတယ်ရသိလိုက်တဲ့ရော်ကြီးတွေလည်းရတယ်လို့သိရတယ်နော်ထိုင်းနိုင်ငံ Fitburi ခရိုင်ကKelcom ဆိုတဲ့စက်ရုံမှာလုံးလုံးနေတယ်မြန်မာလူသား1450ဦးအဲ့50ဦးကိုသူကဒီမြန်မာလူသမားတန်ရာရှိသွားပြီးတော့ညှိနှိုင်းတယ်အဲ့50ဦးလည်းပဲမနေ့ကသွားညှိနှိုင်းပါတယ်မနေ့ကသွားညှိနှိုင်းတဲ့အခါမှာအဲ့ဒီမှာဒီဒေတာအချိုးမှုတွေတက်ဆိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေအဲဒီစက်ရုံရဲ့ပိုင်ရှင်တွေပါဝင်တာဝန်ရှိသူတွေအကုန်လုံးပါဗျဥပဒေရရှိတယ်အကုန်ပါတယ်အကုန်ပါပြီးတော့သူကဒီဥပဒေအရအလုပ်သမားတွေကိုရက်စဲမယ်ဆိုရင်နင့်နာကြီးဘယ်လိုပေးရတယ်လဲအလုပ်ထုတ်တဲ့နင့်နာကြီးဂယုနာကြီးစသဖြင့်ပေါ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းလိုက်တဲ့အခါမှာနော်ဆိုတော့ဂယုနာကြီးဖြစ်နေပတ်1000ပြီးမယ်ပေါ့နော်ပတ်1000ပြီးမယ်ဆိုပြီးတော့ညှိလို့နိုင်လို့ရခဲ့တယ်လို့သိရတယ်ဆိုတော့ပတ်1000ပြီးမယ်ပေါ့လောက်ခလာတာမှာပါပေါ့နော်ပတ်1000ပြီးမယ်ပေါ့နင့်နာကြီးပတ်1000ပြီးမယ်အဲ့ဒါတွေကိုဘဏ်ကောင်တွေကိုဒီနေ့အောက်တိုဘာ1ရက်နေ့ကနေစပြီးတော့သူ့ရဲ့ဘဏ်ကောင်တွေကိုငွေသားနဲ့ဘဏ်ကောင်တွေထည့်ပြီးတယ်ဒါမှမဟုတ်ငွေသားနဲ့စပြီးတာမျိုးကိုဒီနေ့စလုပ်မယ်ပြီးလို့ရှိရင်တောက်လျှောက်သူတို့ဒီပြောမှဆိုတော့တရက်ထဲအပြီးမဟုတ်ဘူးမဲ့ဒီနေ့ဒီလာမကုန်ရင်အပြီးပေါ့နော်အပြီးပြေးသွားမယ်ဆိုပြီးတော့သဘောတူသွားတယ်သဘောတူသွားတဲ့အတွက်ဒီမှာလူသမားတွေလည်းလောလောဆယ်တော့ပတ်1000လောလောဆယ်ရတယ်နှစ်နာကြီးပတ်1000ရပါတယ်ရပြီးတော့သူတို့ဘာပြောတခြားအလုပ်တစ်ခုသူတို့ထပ်ရှာကြလိမ့်မယ်ပေါ့နော်ထပ်ရှာကြမယ်အလုပ်တွေလည်းရဖို့လည်းရနိုင်ပါရှိပါတယ်ဆိုတော့ဒါပေမဲ့ပတ်1000ဆိုတော့ကျွန်တော်အမြင်ပြောရရင်တော့နည်းပါတယ်ပတ်1000ဆိုတော့နည်းပါတယ်ဘာလို့ဆိုတော့ထိုင်းနိုင်ငံရဲ့လက်ရှိအခြေခံလောက်ခလာစာပတ်400ရှိတယ်တရက်လောက်ခလာစာပတ်400ရှိတယ်ပတ်400ဖြစ်တယ်တစ်လောက်ဆို12000ရှိပါတယ်အလုပ်ထုတ်တာရုပ်တရက်ထုတ်လိုက်တာဖြစ်တဲ့အတွက်သူရတဲ့နာကပွင့်လင်းပြောရင်တော့အလုပ်တစ်ခုလူတယောက်ကိုတကယ်လို့အလုပ်ကအဲ့လူတယောက်ကတရားဝင်ဝန်ထမ်းဖြစ်တယ်ပေါ့ဗျာနည်းနည်းလုပ်တဲ့လောက်ကလုပ်တဲ့နှုန်း6လရှိပြီဆိုရင်6လရှိပြီဆိုရင်အဲ့6လနေစပြီးတော့ပြောမယ်ဆိုရင်အနည်းဆုံးလောက်ကတာပေးရတဲ့ကပ်သက်ချက်ရှိတယ်အဲ့တော့မြန်မာအဲ့မှာရောက်နေမြန်မာလူသားတွေကဘယ်လောက်တွေနဲ့ဘယ်လောက်တွေလဲဘယ်လိုလဲတော့ကျွန်တော်မသိလူ1450လုံးကလုံးတဲ့တစ်လတည်းရှိတာလား2လရှိတာလား3လရှိတာလား6လရှိတာလားတစ်နှစ်ရှိတာလားဆိုတော့ကျွန်တော်တို့တော့တယောက်ချင်းစီရအောင်တော့ကျွန်တော်တို့မသိနိုင်ဘူးသို့တော့နှစ်ထားပါတော့လုံးတဲ့2နှစ်လောက်ရှိသွားပြီလူတယောက်တော့ဆိုရင်တော့နစ်နာပါတယ်ဆိုတော့အလုပ်သမားဒီမြန်မာနိုင်ငံမှာဆိုရင်တော့လုံးတဲ့2နှစ်လောက်ရှိလာပြီဆိုရင်2နှစ်3နှစ်တည်းဝင်လာပြီဆိုရင်ပေးရတဲ့ရောကြီးသက်သက်တခုရှိတယ်ပြောရင်တော့လုံးထုတ်လို့ရှိရင်လုံး3လသာပေးလုံးထုတ်ပြတယ်ဆိုတဲ့စကားတော်မြန်မာရဲ့အလုပ်သမားကြီးကြားမှာတွင်ကျတဲ့စကားပါဆိုတော့ပြောရင်တော့3လသာပေးကြမလို့ဆိုပေမဲ့မလို့လားမသိပေမဲ့နဲတယ်လို့ကျွန်တော်တို့မြင်တယ်သို့တော်လည်းနဲတဲ့ထဲမှာတခါသူတို့အခြေအနေကဒီကုမ္ပဏီတွေကအခြေအနေမကောင်းတဲ့အတွက်ထုတ်ရတယ်ဆိုတာမျိုးကုမ္ပဏီအခြေအနေမကောင်းတဲ့အတွက်ရပ်ဖို့အတွက်လုပ်ရတယ်ဆိုတာမျိုးဆိုရင်တော့လေဒါညှိနှိုင်းပြီးတော့ပြည်လည်သွားတယ်ပတ်တောင်းနဲ့ပြည်လည်သွားတယ်ဆိုတာလေပြဿနာတော့အများကြီးတော့ရှိလာတယ်တော့မဟုတ်ဘူးအစိုးရလည်းအကောင်းလို့မြင်ပါတယ်အဲ့တော့ဘာပြောလောက်ခလာစာလေးတွေတော့သူတို့ရတဲ့လောက်သူတို့ရပြီးတော့နောက်အလုပ်တစ်ခုတွေလည်းသူတို့ထိုက်ရနိုင်ရှိလို့ခံမှန်းကြည့်ရမှာဖြစ်ပါတယ်ထပ်ပြီးတော့သူစူးစမ်းကြမှာပေါ့အဲ့တော့ထိုင်းမှာရောက်နေတဲ့မြန်မာတွေချင်းချင်းလဲကူညီကြပါအလုပ်ကိုင်ခွန်လိုင်းရဖို့တော့ကိုယ်နိုင်ငံသားတွေလူ1000ကျော်အလုပ်ကိုင်မဲ့သွားတဲ့ကိစ္စကိုဘယ်လိုအလုပ်ပြန်ရအောင်လုပ်ပြီးတယ်လဲဆိုတော့ကူညီကြပါလို့ပဲကျွန်တော်တို့တိုက်တွန်းချင်တယ်နောက်တစ်ခုကထိုင်းအစိုးရအနေနဲ့ကြီးညာလိုက်တဲ့ကိစ္စလေးတစ်ခုဒါကတော့စိတ်ဝင်စားဖို့ကောင်းတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေကနာမည်ကြီးနေတဲ့သတင်းမှာဒါပေမဲ့ကျွန်တော်ကအခုဒီနေ့ confirm ဖြစ်တဲ့အတွက်ထည့်ပြောတာပေါ့နော်ဆိုတော့ထိုင်းအစိုးရကအခုဘာလုပ်လိုက်လဲဆိုတော့မြန်မာလူသမား4000တိတိကိုသူကတရားဝင်လုပ်ခွင့်ပေးမယ်တစ်နှစ်တာတရားဝင်လုပ်ခွင့်ပေးမယ်မြန်မာလူသမား4000အဲ့4000ကဘယ်လို4000လဲဆိုတော့ဒုက္ခသည်စခန်းမှာရှိတဲ့မြန်မာလူသား4000ဒုက္ခသည်စခန်းမှာရှိတဲ့မြန်မာလူသမား4000ကိုတဲ့တစ်နှစ်တိတိဒါတစ်နှစ်တာတရားဝင်လုပ်ခွင့်ပေးမယ်ဆိုပြီးတော့ထိုင်းဝန်ကြီးချုပ်အသစ်အနုတင်ကထိုင်းဝန်ကြီးချုပ်အသစ်အနုတင်ကနေပြီးတော့ဒါတရားဝင်အတည်ပြုကြေညာလိုက်တယ်ဆိုပြီးတော့ Bangkok Post ကနေစာဖော်ပြတယ်ဆိုတော့ပြောရင်တော့ပြပရောက်မြန်မာလူပြပကနေပြီးတော့အလုပ်လုပ်နေတဲ့သူထိုင်းနိုင်ငံထဲမှာပြပနေလာအလုပ်လုပ်နေနိုင်ငံသားတွေအများကြီးပြဿနာတက်ကြတယ်ကမ္ဘောဒီးယားကိစ္စပြဿနာကြီးတက်တဲ့အချိန်မှာသူတို့အလုပ်သမားရှားပါမှုပြဿနာဖြစ်မှာသူတို့စိုးတယ် labor shortage ကိုသူတို့စိုးရိမ်နေအဲ့ခါကျတော့မြန်မာတွေကိုသူခေါ်ဖို့စဉ်းစားတယ်အဲ့တော့ခေါ်ဖို့စဉ်းစားတဲ့ခါမှာမြန်မာလူသမားတွေကိုဘယ်လိုပေးမလဲဆိုတော့သူတို့ဒီဒုက္ခသည် camp refugee camp တွေမှာရှိနေတဲ့သူတွေကိုသူတို့သုံးဖို့စဉ်းစားလာတယ် refugee camp ဆိုတာကလည်းထိုင်းမြန်မာနယ်စပ်တွေမှာတစ်လျှောက်လုံးရှိတယ်ထိုင်းဘက်ကလည်းတစ်ချိန်လုံးထောက်ပံ့ကူညီပေးနေရရှိတယ်ဆိုတော့သူတို့လည်းဖြည့်ရှင်းနည်းတစ်ခုစဉ်းစားလိုက်ပုံရတယ်
ထမင်းအလကားကျွေးပြီးတော့ဒီကောင်တွေအလုပ်ခိုင်းလိုက်တယ်ဒါကကောင်းမှထင်တယ်ဆိုမျိုးစဉ်းစားလိုက်ပုံတော့ရတယ်တော့မသိဘူးအဲ့တော့မြန်မာဒုက္ခသည်စခန်း6ခုကနော်ဒုက္ခသည်စခန်း6ခုမှာရှိနေတဲ့မြန်မာလူသမား4000ရှိရတော့အများကြီးပါဒါပေမဲ့ဒုက္ခသည်6ခုကနေမြန်မာလူသမား4000လူကတော့4000နဲ့ဘက်ကရှိတယ်ဒါပေမဲ့4000အဲ့တော့စခန်းတွေကဘယ်နေရာတွေမှာရှိလဲဆိုတော့ tech ပြည်နယ်မှာရှိတာ tech ပြည်နယ်မှာရှိတာ3ခုနောက်တစ်ခါဒီမဲဟောင်ဆောင်မှာ4ခုကျန်တစ်ခုကကန်ချနာဘူရီနဲ့ ratchaburi အဲ့မှာရှိတာကတစ်ခုစီပေါ့နော်ဆိုတော့ပြောရရင်တော့ tech ပြည်နယ်မှာ3ခုရှိတယ်ဒုက္ခသည်စခန်း3ခုရှိတယ်မဲဟောင်ဆောင်မှာက4ခုရှိတယ်ကန်ချနာဘူရီမှာကဒုက္ခသည်စခန်းတစ်ခုရှိတယ် ratchaburi မှာကဒုက္ခသည်စခန်းတစ်ခုရှိတယ်အဲ့မှာဒုက္ခသည်စခန်းမှာမှတ်ပုံတင်ထားတဲ့အလုပ်လုပ်နိုင်တဲ့အရွယ်18နှစ်ကနေ65ကျားအလုပ်လုပ်နိုင်တဲ့အရွယ်လူပေါင်း42,600ကျော်ရှိတယ်အဲ့ဒီထက်မှသူကလူပေါင်း4000ကိုတော့အရင်ဆုံးအလုပ်ပေးမယ်ပြည်နယ်သူ့ရဲ့ထိုင်းမှာရှိတဲ့ပြည်နယ်ဒေသအသီးသီးမှာပေါ့နော်ဖြန့်ပြီးတော့အလုပ်လုပ်ခွင့်ပေးမယ်ဆိုပြီးပြောလာတယ်ဆိုတော့ဒါလေးကောင်းတော့ကောင်းတယ်ဒါပေမဲ့တခြားတစ်ဖက်မှာဘာရှိလဲဆိုတော့ကျွန်တော်ကတခုစဉ်းစားတာရှိတယ်ဒီနောက်ပိုင်းမှာကရင်ပြည်နယ်ရဲ့ဒီမော်ထားပါတော့ဒီကရင်ပြည်နယ်နဲ့ကယားပြည်နယ်အဲ့အဆက်တကြောမှာတက်မတော်ထိုးစစ်တင်တဲ့အခါ PDF တွေထွက်ပြေးတိမ်းရှောင်ကြတဲ့ PDF တွေအများကြီးရှိတယ်အဲ့ကရင်ပြည်နယ်မှာမနေရတော့ဘူးလက်နက်နဲ့အဖွဲ့တွေမှာမနေရတော့ဘူးကယားပြည်နယ်မှာမနေရတော့ဘူးအဲ့လိုမနေရတော့တဲ့လူငယ် PDF တွေရှိတယ်အဲ့လိုတွေအကုန်လုံးတချို့ဘယ်လိုသွားလဲဆိုတော့ PDF မလုပ်တော့ဘဲနဲ့ဒုက္ခသည်တွေဒီမှာတော့ရောရောက်နေထိုင်လိုက်တယ်တနတ်တွေကိုဖယ်ပြီးတော့တနတ်တွေကိုဖွက်ပြီးတော့ဒုက္ခသည်ဖြစ်နေရောရောက်နေကြတဲ့လူရှိတယ်အဲ့လိုလူမျိုးတွေလည်းပါမသွားဘူးလို့မပြောနိုင်ဘူးဆိုတော့ပါသွားရင်ကောင်းသလားမင်းကျွန်တော်တော့ကောင်းတယ်လို့ပြောချင်တယ်ပြောရင်တော့ဗျာဟိုသူတို့အသေးခံပြီးစစ်တပ်ကိုတိုက်ပါလို့ကျွန်တော်တော့မတိုက်တော့ဘူးဘာဖြစ်လို့ဆိုတော့အသေးခံပြီးစစ်တပ်ကိုတိုက်လို့တေးသွားရင်ဘယ်သူတောင်းရင်မှာလဲဘယ်သူမှတောင်းရင်မဟုတ်ဘူးတေးသွားရင်အဲ့ PDF တွေတေးသွားရင်သူတို့မိသားစုတွေတော့မသိလိုက်ပဲတေးသွားတယ်မိသားစု PDF တွေအများကြီးပဲအဲ့တော့တေးသွားရင်ဘယ်သူမှတောင်းရင်တော့မဟုတ်ဘူးဘယ်သူမှတောင်းရင်မလဲမဟုတ်အမြောက်ပေးတဲ့ကောင်တွေကောင်းမှတောင်းရင်မဟုတ်ဘူးအဲ့တော့ PDF တွေနေနေကဒုက္ခသည်စခန်းမှာသွားရွေးအောင်နေကြတယ်ထိုင်းဘက်ကအခုလိုလုတ်ခေါ်တယ်ဆိုမှပတ်ခွန်နဲ့သူအဲ့ဘက်ကိုရောက်သွားလို့ရှိရင်သူတို့လည်းနံပါတ်1ကလုံတဲ့တော့သူတို့လုတ်ခဲ့ပြီးပြီးတာနဲ့သူတို့လုံသမားဖြစ်နေသွားလှုပ်ပြီးတော့သူတို့ဘောဇက်မြုပ်ပြီးနေလိုက်တယ်ပတ်စံရှာတယ်ထမင်းစားဖို့ပတ်စံရှာတယ်မိသားစုထပ်ဖို့ပတ်စံရှာတယ်အဲ့ဒါဆိုရင်ကောင်းတယ်လူမတတ်တော့ဘူးလူတတ်တဲ့အလုပ်လည်းမလုပ်တော့ဘဲနဲ့တိုင်းပြည်အတွက်ဖြစ်မှမလို့တော့ဘဲနဲ့ဒါတည်ငြိမ်အေးချမ်းတော့ကောင်းမဟုတ်ဘူးဇက်မြုပ်ပြီးနေထိုင်သွားတယ်ဒါကောင်းတဲ့ကိစ္စပဲကျွန်တော်တော့ထိုင်းရဲ့အဲ့ဂျင်ညာချက်ထက်မှာပြောရရင်တော့ PDF လူတွေလူငယ်လေးတွေများများပါသွားရင်ပိုကောင်းမယ်PDF လူငယ်တွေများပါသွားရင်ပိုကောင်းမယ်အဲ့တော့အလုပ်လုပ်နေတဲ့အခါကျတော့ဒီပေါက်တော့ကြရည်လုပ်ဖို့အချိန်နည်းနည်းလျော့သွားတယ်အဲ့တော့အလုပ်ရှိနေတာကောင်းပါလေ PDF ညီငယ်တွေလုပ်ရှိသွားမယ်ကိစ္စပါသွားရင်အဲ့4000ထဲမှာဘယ်လောက်ပါသွားမလို့ကျွန်တော်မသိဘူးပါသွားနိုင်ချေလဲရှိတယ်အဲ့တော့ပါသွားပြီးတော့အလုပ်လုပ်ကြမယ်ဟိုသူတို့လည်းမသိဘူးဘယ်သူမှလည်းမတတ်ဖြစ်ဘူးဆိုမတတ်ဖက်နဲ့အလုပ်ပဲလုပ်နေတယ်ဆိုရင်တော့ဒါကောင်းတဲ့ကိစ္စပါအဲ့တော့ကျွန်တော်ကတော့ထိုင်းရဲ့ဒီမြန်မာလူသမားတွေကိုလန့်ခေါ်လိုက်တဲ့ကိစ္စကတော်တော်လေးတကွက်တော့လှတယ်ပေါ့နော်ဒါကတကွက်တော့လှတယ်နောက်တစ်ခုကတစ်ချက်မှချိန်တော့ဘာလို့သားစဉ်းစားမိလဲဆိုတော့ကမ္ဘောဒီးယားကိုတစ်ချက်ပြရတဲ့သဘောပေါ့နော်ကမ္ဘောဒီးယားတွေပြန်သွားလိုက်ဂျင်းဆိုင်ကငါတို့မှမြန်မာလူသမားတွေရှိတယ်ဈေးပေါ်ပေါ်နဲ့ရတယ်ပေါ့နော်တကယ်လဲမြန်မာတွေကဈေးပေါ်ပါတယ်ဈေးတော်တော်ပေါ်ပါတယ်အဲ့တော့ကို့မြန်မာတွေအနေနဲ့ဈေးပေါ်တာနဲ့ဈေးတမိုးကြီးတဲ့တမိုးကြီးတဲ့ဟိုလုံသားရင်းမြစ်ဖြစ်တဲ့ဖြစ်အောင်တော့မြန်မာတွေကလည်းဝိုင်းဝန်းပြီးတော့ကြိုးစားကြဖို့တော့တိုက်တွန်းပါတယ်နော်ဒါကတော့ထိုင်းရောက်မြန်မာတွေကိစ္စနဲ့ဆက်ဆက်တာထည့်ပြောတာပါနော်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီထိုင်းကမ္ဘောဒီးယားမြန်မာလုံသားကိစ္စတွေပြောနေကြရင်းနဲ့မြန်မာကိစ္စလည်းပြောတော့မယ်ဘာလို့မနေ့ကညကျွန်တော်ရုပ်သံမမိလိုက်ဘူးဗျာကျွန်တော်ရုပ်သံပြောတယ်နောက်ဆုံးမိနစ်လေးကြာမှာပဲပိတ်ခါနီးလေးကြာမှာဘတ်ဆိုပြီးဒီလောက်ခလာတာတိုးတဲ့ကိစ္စလေးကကျွန်တော်ဒီသတင်းမှန်ပြန်ကြားရေး group တွေမှာဘတ်ခနဲ့တက်လာတဲ့ခါကျတော့လောက်ကလာကစားတဲ့ထောက်ပံ့ချီတူတော့အဲ့ဒါဘတ်ခနဲ့တက်လာတဲ့ခါကျတော့ဟာကြည့်ပြီးတော့ဟာမမိလိုက်ဘူးဗျာကျွန်တော်ရုပ်သံပြီးတော့ဒီနေ့မှကျွန်တော်ပြောမှာပေါ့နော်ဆိုတော့တိုးတာကိုအားလုံးသိပြီးသွားပြီနိုင်ငံပိုင်သတင်းစာမှလည်းကြီးညာထားတယ်ပြည်တွင်းပြည်ပမီဒီယာအားလုံးမှာအဲ့တဲ့ကပေါ်လို့ရရင်ပါသွားပြီဥပမာဆိုတော့လောက်ခလာတာမဟုတ်ဘူးနော်သူအဖို့ထောက်ပံ့ချီဆိုပြီးပေးလာတာဟို2ကြိမ်ရှိပေးခဲ့တာရခင်ပေးခဲ့တာ2ကြိမ်ရှိပြီ3000စီ2ကြိမ်ပေးခဲ့တယ်အခုဒီ2025အောက်တိုဘာ1ရက်ဒီနေ့ကစပြီးတော့သူကစပြီးတော့တတ်မှတ်မယ်အောက်တိုဘာလကုန်တာနဲ့ဒီနိုင်ငံဝန်ထမ်းတွေအငိမ့်သားတွေအကုန်ပါတယ်ပေါ့ဗျာအကုန်လုံးဒီနေသားလောက်ခလာတာဆိုတော့ပါသူနဲ့ထိုက်တဲ့အလျောက်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေကို3000နဲ့နောက်9800ပေါ့3000ကဒီနိုင်ငံဝန်ထမ်းတွေကိုပေးတာ9800ကတော့နေသားလာပေးသမားတွေကိုပေးတတိုးဘယ်လိုခေါ်မလဲသူ့ဒီဘာလို့ဆိုအပိုပါဖြစ်နေပေးတာပေါ့နော်သူအဲ့လိုပေးတာလေးကြီးညာလိုက်တယ်မနေ့ကဆိုတော့သူသုံးတဲ့စကားလုံးလေးရှိတယ်ကျွန်တော်အဲ့ဒါကြီးညာပေးဒါလာတာမဟုတ်ဘူးနော်ခင်ဗျားတို့တချို့ကိစ္စလာတာနဲ့မှဆိုလို့အပိုထောက်ပံ့ခြင်းထပ်မှန်ခါသားဝင်ပြုလာဆိုတော့ထုတ်ပြန်ချက်ကိုကျွန်တော်အကြမ်းဖတ်ပြမယ်နိုင်ငံတော်တာဝန်ထမ်းဆောင်နေကြတဲ့ဝန်ထမ်းတွေအတွက်တဲ့အပိုထောက်ပံ့ခြင်းဖြစ်တူးလျင်တက်လာကျပ်3000ကိုတဲ့2023ခုနှစ်အောက်တိုဘာစတင်ပထမတစ်ချိန်နဲ့နောက်24ဩဂုတ်လမှာစဒုတိယချိန်ဖြစ်၎င်းနဲ့ခါသားဝင်ပြုခဲ့ပါတယ်တဲ့ယခုကလက်ရှိထောက်ပံ့လေးရှိတဲ့အပိုထောက်ပံ့ခြင်းကျပ်6000အပြင်တဲ့ထပ်မံ၍ကျပ်3000တီတီကိုအပိုထောက်ပံ့ခြင်းဖြစ်လာစဉ်ခန်းစားခွင့်ပြုလိုက်သည်ဆိုပြီးကြေညာပါတယ်ဆိုတော့ပြောချင်တာတော့ရခိုင်က2023မှာတစ်ကြိမ်24မှာတစ်ကြိမ်အခု25မှာတစ်ကြိမ်3ကြိမ်တီအပိုထောက်ပံ့ခွင့်ရပါတယ်ဆိုတော့3ကြိမ်ဆို9000ပထမဆုံး3000ဒုတိယ3000နောက်3000ဆို9000ရပြီအဲ့တော့မူလလာတာသူတတ်မှတ်တဲ့လာတာအပြင် plus 9000အဲ့လိုပြောချင်ဥပမာထားတော့ရိုးရုံးဝန်ထမ်းတယောက်ကလာတာ2သိန်းရတယ်ဆိုရင်နောက်တော့9000ပေါင်းရင်2သိန်းနဲ့9000ဒါကိုပြောချင်တာပေါင်းရင်သူနောက်ဆုံးရမယ့်ငွေက2သိန်း9000ဒါပေမဲ့ပြီးခဲ့တဲ့2023မှာလာတာ2သိန်းရတဲ့ဝန်ထမ်းက2သိန်းနဲ့3000ရမယ်2024ရပေါ့2သိန်းနဲ့6000ရတယ်
2025လေးရော2သိန်းနဲ့9,000ရတယ်ဒီသဘောမျိုး3,000ထပ်တိုးလိုက်တယ်ပေါ့နော်တိုးလာတယ်ဆိုတော့3,000ထပ်တိုးပေးပါတယ်ဆိုပြီးပြောတယ်အဲ့တော့တက်မတော်ကြီးလီဝန်ထမ်းများအတွက်အပိုထောက်ပံ့ကြီးကိုလည်းအလားတူပဲ3,000ကြီးလီဝန်ထမ်းများအတွက်အပိုထောက်ပံ့ကြီးကိုလည်း3,000เนาะအဲ့တော့ဒီဝန်ထမ်းများရဲ့အပိုထောက်ပံ့ကြီးပေးပြီးလိုက်နာဖို့ဆိုတဲ့ကြေညာချက်တွေလည်းသူတို့ကြေညာထား